သူကုံဝင်ပြက်ကျသွားပြီချူလေးမမလှုပ်လိုက်တာမမကြောင့်ပါချူလေးကျူလေးဘယ်လိုပြောလိုက်တာလဲဒါအခက်မသိရင်အသက်အန္တရာယ်ကိုထိခိုက်နိုင်လေလေကျူလေးပြီးတော့ तू ကတခြားသူမှမဟုတ်တာကျူလေးအဲ့ဒါတွေမသိချင်အခုတော့ခင်မမကိုဝင်ပြက်ကျသွားတာကောင်းတယ်ကျူလေးအဲ့လိုမျိုးပြောလိုက်လို့ကျူလေးကလူမဆန်တဲ့အပြုတ်မှုပြောဆိုမျိုးကျူးလွန်မိတယ်လို့ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ तू ကအဲ့ကိုဝင်ကိုအကြောင်းပြပြီးတော့ဖေစီကစီးစိမ်နေကိုအပိုင်သိမ်းချင်နေတာ तू ဖေကိုချစ်လို့လက်ထပ်ခဲ့တာမှမဟုတ်တာအဲ့တော့မမကျူလေးကိုတောင်းပန်စရာမလိုစိတ်မကောင်းလည်းဖြစ်နေစရာမလိုပုံတော်ကောင်းသေးတယ်လို့မမတွေးလိုက်ကျူလေးအဲ့လိုတော့မပြောသင့်ပါဘူးဒါတိုက်ရက်ဆက်လို့ရကြလို့သွားပြီပြီးတော့ဒါဖေဖေရဲ့ရင်သွေးလေအဲ့ရင်သွေးကဖေဖေနဲ့ရတာပါလို့မမအတိအကျပြောနိုင်လို့ဖေဖေနဲ့မရအောင်လို့ရောကျူလေးအတိအကျပြောနိုင်လို့လားကျူလေးလုံးဝမယုံဘူးမမဒါကျူလေးအမြင်တက်တက်လေးမမတို့ထင်တာလေဟုတ်မဟုတ်မမကြောင့်လူတရားဒုက္ခရောက်မမဘာဖြစ်နေရလဲဘာမှမဖြစ်ပါဘူးလို့ချိုးလေးပြောပြီးပြီလေမမဖေဖေကိုကြောက်နာလားအဲ့ဒီအတွက်မမဘာမှစိတ်ပူစရာမလိုချိုးလေးအားလုံးရှင်းပေးမယ်နော်မမသူတခုခုဖြစ်သွားရင်မလိုတော့ပါနဲ့အခုဖြစ်သွားပြီပဲကဲပါအဲ့ဒါတွေးမနေပါနဲ့တော့နော်ဒီကိစ္စရဲ့အားလုံးချူလေးဖြည့်ရှင်းပေးမယ်တကယ်တော့မမချူလေးတို့မိသားစုဘဝအနာဂတ်ကိုကဲတင်ပေးလိုက်တာသမီးတောင်းမှန်ပါရဲ့ဖေဖေရဲ့တကယ်ကိုအနိုးညွတ်တောင်းမှန်ပါရဲ့အငယ်ကျမတောင်းမှန်ပါတယ်ပူတူမရဲ့အပြစ်ကြောင့်ပါပင်ကြီးကြောင့်မဟုတ်ပါဘူးမဟုတ်ပါဘူးဖေဖေမပူတူကြောင့်မဟုတ်ပါဘူးသူ့ကိုသမီးကိုယ်တိုင်တော်လိုက်မိရပါကဲတော်ကြပါတော့ကွယ်တော်ကြပါတော့နော်ဖေဖေဘသူမှအပြစ်မပြောချင်ဘူးကွာဖြစ်ပြီးသွားပြီပဲသမီးတို့ကိုအပြစ်တင်နေတော့ရောဘာများပြောင်းလဲလာမှာမဟုတ်လို့လေဟုတ်တယ်ဖေဖေပြောတာမှန်တယ်ဘသူမှအပြစ်မရှိပါဘူးမမကလည်းတမီရွယ်ပြီးလှုပ်ခဲ့တာမှမဟုတ်ပဲပြီးတော့ तू ကလည်းမှန်တာမှမဟုတ်တာဒါ तू ရင်စခဲ့တဲ့ဇက်ပဲဖြစ်ပြီးတာကြီးလည်းပြီးသွားပြီပဲထားလိုက်ကြပါတော့အဲ့လိုတော့ပဲဟုတ်လေမမလေးရေအငယ်ကပွေမျိုးဆိုပေမဲ့ပူတူမသဘောမတူပါဘူးအကြီးကတည်းကပူတူမပါဘာဆိုင်လို့လဲပူတူမရဲ့ကျမပြောပြီးပြီပဲဘသူမှအပြစ်မရှိပါဘူးလို့ကျမအပြစ်တွေပါအားလုံးကကျမရဲ့အပြစ်တွေပါကျမဒီမှာဆက်မနေတင်တော့ဒါကြောင့်ဒီအင်ကနေပြီးတော့ကျမထွက်သွားပါတော့မယ်
ပြောပေါ်မင်းအောင်ငါခိုးကြည့်လို့ပါလို့လေ ဒီဦးလေခိုးကြည့်လဲကြည့်ပါ အဲ့ဒီကောင်မတတ်ချင် ဒေါခင်မမကကုမ္ပဏီရဲ့ share တွေကိုတစ်ဖက်လှည့်နေဝယ်ဖို့ကြိုးစားနေတယ် မောင်ဒီစားဟိုတနေ့ကလာတယ်ညနာလည်းမကောင်းငွေရေးကြီးကိစ္စတော်တော်ကိုခက်ခဲဖြစ်နေတယ်တဲ့ ယခုပြသနေသောအစီအစဉ်ကို main sponsor အဖြစ် Pongs မှကူညီပံ့ပိုးထားပါတယ်။ Pongs White Beauty Cream အသစ်ဖြူစင်ဝန်းပါတဘာဝပန်းနူရောင်အလှ ကိုဘ